အတွက်လက်ဆောင်သာမရခင်ဘယ်တော့မှမဝေ့ဖြစ်လောက်မဲ့ outfit လုံးဝကောက်မဝယ်ဖြစ်လောက်မဲ့အထည်တွေပါဒီထည်လေးတွေကသူများရဲ့အတွက်တော်တော်လေးမိုက်တယ်ဆိုပေမဲ့ကောက်တဲ့နည်းနည်းတော့ဦးကြောင်ကြားနေတယ်တော့ဝတ်ဖို့ဆိုပြီးတော့လက်ဆောင်ပို့ပေးထားတဲ့အထည်လေးတွေပါဒီကောင်မမကောက်အတွက်လုံးဝမြင်ရခဲ့ outfit လေးပို့ပေးတာမဟုတ်လို့ဘယ်ဟာလေးနဲ့လိုက်ဆုံးလဲဆိုတာခုရွေးပေးခဲ့အောင်နော်ပထမဆုံးအနေနဲ့ပို့ပေးလိုက်ခဲ့တဲ့မှာကောက်အကြိုက်ဆုံးလို့ပြောလို့ရတယ်ဆွဲသား jam စုလေးပါဆွဲသားအေးလေးကိုမှတော်တော်လေးဝတ်လို့ကောင်းပြီးခန္ဓာကိုယ်မှာ fit ဖြစ်နေတဲ့အပြင်ကောက်လို့အရင်ခန္ဓာကိုယ်မလှရင်တော့မှမသိတာပါဘူးအရင်လေးလုံပြီးတော့ style လေးလုံရင်လုံတလောက် changes ဖြစ်သွားမယ့်အထည်လေးပါကောက်ကတော့အိမ်မထည့်ပေးလိုက်တဲ့အတိုင်းအဝိုင်းအောင်တောက်တောက်ဝမ်းဆက်လေးနဲ့တွဲဝတ်ပြမှာဖြစ်ပါတယ်တကြံအတွက်ဆိုလို့ရှိရင်လုံးဝ share ပါပဲကောက်ကဝေးလေးဝတ်ထားမရှိလို့တမျိုးကြီးဖြစ်နေတာပေါ့နော်ဘာလို့လုံးဝမဝယ်ပြစ်လောက်ဘူးလို့ပြောရလဲဆိုလို့ရှိရင်ဒီ type ကကောက်ရဲ့ style လုံးဝမဟုတ်ပါဘူးကောက်လုံးဝဝေးလေးဝတ်ထားမရှိပါဘူးအခုဝေးကြည့်လိုက်တော့ကောက်ကိုပုံစံလုံးဝတမျိုးပြောင်းသွားသလိုခံစားရပြီးတော့လူပါပြောင်းသွားသလိုခံစားရတယ်ပေါ့နော်အယောင်လေးကတော့လုံးဝစို့ပြီးတော့တကြံအောင်ပဲဒါလေးဝတ်လိုက်တော့လေအရန်တွက်ကြပြီးကားချင်စိတ်တွေပါပေါက်လေဒီလားအဲ့အင်ကြီးလေးကိုပဲနောက်ထပ်ဘောင်းမီတစ်မျိုးနဲ့ထပ်ဝတ်ပြပါမယ်ဘယ်ဟာလေးနဲ့ပို့လိုက်လဲဆိုတာကိုရွေးပေးခဲ့ဦးနော်ပို့ပေးလိုက်တဲ့မမကောက်တကြံကြရင်ဝတ်ပို့လို့ပြောလိုက်တဲ့အတိုင်းပဲဝတ်ဆောင်ဝတ်လိုက်တဲ့တကြံရောက်သွားသလိုခံစားရတာအဲ့လောက်တိကိုအင်အားကောင်းတဲ့ဝတ်ဆောင်ပဲဒီလားကဲဒီဘောင်းမီလေးကိုပဲနောက်ဆုံးကြံတဲ့အင်ကြီးလေးနဲ့တွဲဝတ်လိုက်ပါမယ်ဘယ် outfit လေးနဲ့ကောက်နဲ့အလိုက်ဆုံးလို့ထင်လဲကောက်ကတော့မဝတ်ဘူးပေါ့နော်ဒါပေမဲ့ဝတ်ကြည့်လိုက်တော့လေတမျိုးလေးပြောင်းသွားတယ်တကြံအတွက်ကတော့လုံးဝအတော်ပဲလုံးဝ share ပဲအရန်ကြိုက်ပါတယ်ကဲဒါကတော့လက်ဆောင်သားမရရင်လုံးဝမဝယ်ဖြစ်မဲ့ outfit လေးဖြစ်ပါတယ်ဘယ် outfit လေးနဲ့ကောက်နဲ့အလိုက်ဆုံးလဲဆိုတော့ comment မှာမှန်းခဲ့နော်တတအပွား